အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီသပင် site တဲ့တွေ့ကြုံလေးကိုကျွန်တော်မိတ်ဆွေတွေကို sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့သပင်စပြီးတော့ site မယ်ဆိုရင်တော့ဆရာဝန်ကိုတိုင်ပင်ရတယ်ဆရာဝန်ကနေပြီးတော့ကျွန်တော်တို့ဒီပါးနေတဲ့သပင်ပေါ့နော်ကျွတ်သွားတဲ့သပင်တွေဘယ်လောက်ထိ site ကမယ်ဆိုတာကိုဆရာဝန်ကနေအကြောင်းကြားမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့သပင်စပြီး site ပြီးဟေးဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်သပင်ကိုတန်း site လို့မရဘူးဆရာဝန်ကနေပြီးတော့ကျွန်တော်တို့ကိုဆေးစစ်ခိုင်းမယ်ပေါ့နော်သူတို့လိုအပ်တဲ့အချက်လက်လေးတွေကျွန်တော်တို့ဆေးစစ်ခိုင်းမယ်ဆေးစစ်လို့ဆေးဖြေရပြီဆိုရင်ဆရာဝန်ကိုပို့ပေးရမယ်ပို့ပြီးလို့ပြီးသွားပြီဆိုရင်เนาะဆရာဝန်ရရင်တစ်ဆင့်ကျွန်တော်တို့ဟိုဒါစိုက်လို့ရပြီပေါ့နော်အဲ့ကြရင်ကျွန်တော်လုပ်ငန်းစဉ်စပြီပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့ဒီလောက်ရတဲ့ process ကိုကျွန်တော်ရှင်းပြခြင်းပါတယ်မနေ့ကကျွန်တော်စပြီး site တယ်ပေါ့နော်ဒီနေ့ကပြောမယ်ဆိုရင်တော့ဒါ D1 ပေါ့နော်ဆိုတဲ့အခါကျတော့တကယ်လို့စပြီးတော့ site ပြီးဆိုတဲ့အခါကျရင်ကျွန်တော်တို့ဆရာဝန်ရနေပြီးတော့ကျွန်တော်တို့ဒီကရုံးတုံးမယ်ကရုံးမတုံးဘူးဗျာ area နည်းနည်းနေတဲ့ brother တွေဆိုရင်လည်းကရုံးတုံးစရာမလိုဘဲနဲ့ site လို့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ကရုံးတုံးပြီးတော့ site မယ်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေမှာပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့စပြီးတော့ site မယ်ဆိုရင်ဘာလုပ်လဲဆိုရင်ကျွန်တော်တို့ဒီနှုတ်မဲ့နေရပေါ့နော်အနောက်ဖက်ပေါ့ဒါကျွန်တော်ဆိုရင်ဒါအနောက်ကနေပြီးတော့နှုတ်ပြီးတော့သပင်ကိုရှေ့မှာ site တာနော်ဒါကတော့အကုန်လုံးတီးလောက်မယ်ထင်ပါတယ်ဆိုတော့ဒီနှုတ်မဲ့နေရကိုကျွန်တော်တို့ဒီထုံစည်းကိုပတ်လေပေါ့သူတို့ထိုးဖို့အတွက်သူတို့နှုတ်မဲ့ area လေးကိုစီးလေးတားထားတယ်မြင်းလေးတားထားတယ်မြင်းလေးတားပြီးတော့မှကျွန်တော်တို့ကပြောမယ်ဆိုရင်ပတ်လေကိုထုံစည်းလိုက်ပြီးထိုးတယ်ထုံစည်းထိုးပြီးတော့အားလုံးဆင်ပြေသွားပြီဆိုရင်အဲ့မှာသူတို့စပြီးနှုတ်ပြီးသူတို့လိုချင်တဲ့အတိုင်းအတာအထိကိုဆရာဝန်ကနေပြီးတော့နှုတ်မှာဖြစ်ပါတယ်တကယ်လို့အဲ့လိုနှုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတန်းပြီးမဆိုင်သေးဘူးကြားထဲမှာကျွန်တော်တို့ကအရန်ညောင်းတယ်ဗျာညောင်းတဲ့ခါကျတော့ကျွန်တော်တို့ဒီနှုတ်တဲ့ခါကျရင်ဒီဘက်ဘေးတစ်စောင်းနေပြီးတယ်နောက်ပြီးတော့ဝင်းရမှောက်ပြီးတယ်နောက်ပြီးနောက်ထပ်ဒီဘက်ဘေးတစ်စောင်းနေပေးရတယ်ဆိုတော့အရန်ညောင်းတယ်ပေါ့ဗျာဆိုတဲ့ခါကျခဏနားတယ်နားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါ site ဖို့အတွက်လူရင်းတို့ရှင်းပြောရမယ်ဆိုတော့အပေါက်လေးလိုက်ဖောက်တယ်အပေါက်လေးဖောက်ပြီးသွားပြီဆိုရင်အဲ့အပေါက်လေးကိုထဲမှာလိုက်ပြီးတော့ကျွန်တော်တို့ကနှုတ်ထားတဲ့သပင်တွေကိုထည့်မှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်ရဲ့လက်ရှိ day 1ပေါ့နော် day 1မှာကျွန်တော်ဒီခုနပြောခဲ့တဲ့ process တိုင်းပဲကျွန်တော်တို့လုပ်တယ်ဗျာ site ပြီးသွားလို့အားလုံးပြီးသွားပြီဆိုရင်တော့နာကျင်မှုဝေဒနာကဘာဖြစ်လဲဆိုရင်တော့ကျွန်တော်ဒီနှုတ်တာလဲခံနိုင်တယ်စိုက်တာကိုလည်းယောက်ျားလေးတစ်ယောက်အနေနဲ့ခံနိုင်ရရှိတယ်ပြီးသွားရင်ကျွန်တော်ခေါင်းတွေအရန်ထိုးအောင်ပြီးတော့ဘယ်လိုပြောရမလဲနည်းနည်းခံစားရခက်တယ်ပေါ့ဗျာကျွန်တော်မနေ့ကဆိုရင်လုပ်တယ်ပေါ့နော်မနေ့ကဆက်ပြီးတော့တဏီကုံအဲ့လိုခံစားရတယ်ပေါ့ဒီနေ့ day 1မှာတော့ဒီစိုက်ထားတဲ့နေရာကိုနှုတ်ထားတဲ့နေရာကိုတိတ်ပြီးတော့ထွေးထူးထူးနာကျင်မှုအဲ့လောက်မရှိဘူးဒါပေမဲ့ဒီပတိစီးထားတာဖြစ်တဲ့အတွက်ကြောင့်တင်းလေးတော့ခံစားရတယ်နောက်ပြီးကျွန်တော်ဒီနှစ်ဖူးလေးတွေနည်းနည်းရောင်နေတာတွေ့ရမယ်ထင်ပါတယ်ဆိုတဲ့ခါကျတော့ဒါကဖြစ်လေဖြစ်တာရှိတယ်ပေါ့နော်အရင်ကြောက်စရာမလိုဘူးဒါပြောမယ်ဆိုရင်ဒါ day 1ပေါ့ဗျာကျွန်တော်နောက်ပြန် day 2 day 3 day 4 day 5 day 6ပေါ့နော်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော်ရဲ့ဖြစ်တည်မှုလေးကိုကျွန်တော်တရချင်းစီဒီ TikTok မှာအပိုင်းလေးတွေခွဲပြီးတင်ပေးပါမယ်ကျွန်တော်ပြောတာတွေနားလည်ရလားတော့မသိဘူးနားမလည်ကျွန်တော် comment မှာလာပြီးမေးလို့ရပါတယ်ကျွန်တော်နားလည်တဲ့လောက်လေးပြန်ပြောပြပေးပါမယ်ကျွန်တော်ရဲ့အတွေ့အကြုံလေးကို okay နောက်ပြန် day 2မှာတွေ့ပါမယ် okay bye bye